ပြင်မှာရှိတဲ့ငွေသားကိုကျွန်တော်ဒီဘန်ကက်ထဲကိုလက်ထည့်ပြမှာပေါ့နော်တီးရလူတွေလည်းတီးရတော့ဗျာမတီးရလူတွေအတွက်ပေါ့နော်မတီးရလူတွေအတွက်ကျွန်တော်ထည့်ပြပါမယ်ခိုင်းနိုင်ငံမှာနေတဲ့လူတွေပေါ့နော်ရှိုးတွေကထည့်တယ်ပဲရှိုးတွေကမထည့်တော့ဘူးနော်အဲ့လိုတွေပဲကျွန်တော်ထည့်ပြပါမယ်ဒီ set ထဲမှာထည့်အောင်ပေါ့နော်ဒီမှာဒီမှာ language ပြောင်းလိုက်ပြီဗျာ English get by ဆိုတော့ use call နဲ့ဒီမှာထည့်ရမှာပေါ့နော်ကုန်းနံပါတ်ရိတ်ထည့်ရမှာပေါ့နော်ကုန်းနံပါတ်ရိတ်ထည့်ရမှာโอเคရိတ်ထည့်လိုက်ပြီနော်ဒီဝိုင်း English ပဲရေးလိုက်ဒီဝိုင်းနေရာ deposit ဒီလိုပေါ့နော် deposit ဒီလိုနိုင်ဘူး saving account ပေါ့နော် saving account ဒီဝိုင်းငွေသားမပွင့်လာရတော့အခုဆက်ပွင့်လာတယ်ဆိုတော့ဒီမှာငွေသားဒီထဲထည့်ရအောင်ဒီထဲထည့်လိုက်ရဒီထဲထည့်ပါတော့နော်ဆောင်းရမယ်ဒီမှာထောက်တန်းရှိရပါတော့အဲ့ဒါ okay ပေါ့ဟုတ်တယ် continue ဒီကောင်ပေါ့နော် continue နဲ့ဒီမှာနာမည်ပေါ့နော်ဒီမှာဘန်နာမည်ပဲနာမည်ကိုယ့်ရဲ့ဘန် account number နာမှန်တယ်ဆိုလို့ရှိရင်ဒီချက်စစ်ကြည့်ပါဗျာအဲ့ဒါမှန်တယ်ဆိုရင် confirm ကိုဆက်စီလုပ်ရပါမယ်ပြီးသွားတယ်နော် select ထွက်လာ finish ပြီးဘန်ကက်ကိုစောင့်အောင်ပါ okay ပြီးသွားတယ်နော် thank you for using our service စင်ထမ်းမှာရက်တွေဝိုင်းနေအားတဲ့နေရာရောက်နေနော်ဒီနေ့ဝိုင်းတစ်လုံးဝယ်သွားမယ်ဗျာဝိုင်းတစ်လုံးကဒီမှာဝိုင်းရဈေးကြီးတယ်ဆိုတာရင်းနှီးတော့မကြီးပါဘူးနော်1000ကျော်2000ကျော်နဲ့နေပေါ့နော်1000ကျော်2000ဒီမှာ2000ကျော်ရှိတယ်ပေါ့ဒီနေ့ဈေးအပေါ်ဆုံးဝိုင်းစင်ထမ်းမှာဈေးအပေါ်ဆုံးဝိုင်းဝယ်တာပေါ့ဘယ်လောက်ရှိမလဲပေါ့နော်စင်ထမ်းမှာဈေးအပေါ်ဆုံးဝိုင်းဆိုဘယ်လောက်ရှိမလဲဒီမှာ390နဲ့400ပေါ့400ပေါ့နော်ဒီ400တန်နေဆိုလို့ရှိရင်400တန်နဲ့400ထဲတော့ဘယ်ဖြစ်မှာပေါ့တော့အဲ့ထဲတော့ဈေးနည်းမှာမဟုတ်တော့ဘူးနော်ကျန်ရတွေက900ကျော်900ကျော်600ကျော်ပေါ့နော်900ကျော်ဒီတော့400ကျော်တယ်400ကျော်မဟုတ်ပါဘူး300ကျော်300ကျော်တယ်ရှိတယ်အဲ့300ကျော်တယ်ကလုံးလောက်ဝင်300ကျော်တော့400ဖြစ်သွားပြီဘာ300ဝတ်စီကိုပဲဒီကောင်အီတလီကလာတာနော်ဒီကောင်အီတလီကလာရမှာ300နဲ့မှာ69ပဲဆိုတော့ရက်ကဘယ်နှပါဆင်းပါလဲမသိဘူးရက်ကဒီမှာ10%ပဲပါတယ်ဟာနော်ရက်က10%ပဲပါတယ်ဒီ10%နဲ့နည်းနည်းမလားဟိုလောက်3%လောက်လို့ဒီမှာ300ကျော်တယ်ရှိတယ်ဒီကောင်ကကျတော့ဒီကောင်က Australia လာတာပဲနော်ဒီကောင်လည်း Australia လာတာဆိုတော့ဒီကောင်အရက်ပါစင်လောက်ပါမယ်ဒီကောင်73%ပါတယ်နော်စနေရတော့ဒီမှာ73.5%ပါဒီကောင်ကောင်းမလားဟုတ်တယ်ဒီကောင်ပဲဝင်ဒီဘက်မှာလည်းရှိတယ်နော်ဒီဘက်မှာလည်း390ပတ်တန်ကတော့ဒီမှာဈေးအပေါ်ဆုံးပဲဒီတဲ့တစ်လုံးဝယ်မယ်ပေါ့390ပတ်တန်တစ်လုံးဝယ်လိုက်ဒီကောင်ပဲဝယ်လိုက်တော့မယ်ခင်ဗျ